ညာအိတ်တဲ့ချိန်ကျတော့ကျွန်တော်နားလေးမှာအဲ့လိုခွေးလေးက easy နဲ့ပေါ့တီးနဲ့အတန်ကြားတာပေါ့ခွေးပေါက်အတန်လေးကြားတာခွေးပေါက်လေးကအော်နေတဲ့အတန်ကျွန်တော်အဲ့ပကတ်နားလေးမှာပဲဝေးပြီးတော့ကြားနေရတာအဲ့နားလေးမှာနောက်ပြီးတော့အနံ့တစ်ခုလည်းရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့နေ့ညမှာကျွန်တော်အဲ့ထူးထူးဆန်းဆန်းပေါ့နော်အဲ့ည10 နာရီကျော်17လောက်မှာကျွန်တော်အိတ်တော့မင်းအိတ်ပျော်သွားတော့ကိုအတန်ကြားရတယ်အတန်ဘာတန်ကြားလာလဲဆိုတော့ကားပေါ်ကိုတက်တဲ့အတန်ပေါ့နော်ခြေတန်ကားတကားနေဖွင့်ပြီးတော့တက်သွားတဲ့အတန်ပြီးတော့အဲ့ကားထဲမှာကျွန်တော်နဲ့တခုခုဘာတွေရှာနေရလဲတော့မသိဘူးရှာတခုခုရှာနေတဲ့အတန်ပေါ့နော်ကျွန်တော်ကတကိုးမှတ်တာပေါ့နော်တကိုးဝင်တာလားပေါ့နော်စသဖြင့်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ပရင်းမောက်ဖွင့်ပြီးတော့ကျွန်တော်ကြည့်တယ်ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် Ghost Box Channel ရဲ့ပရာလောကအကြောင်းတစ်စိတ်တစ်စောင်းဆိုတဲ့စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ခေါင်းစဉ်တိုင်းပရာလောကနဲ့ဆက်ဆက်တဲ့အကြောင်းလေးတွေပြောပြမယ်ပေါ့နော်တရေနဲ့နာနာဘာဝတွေတရေတွေရဲ့အကြောင်းတွေနာနာဘာဝတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရဆန်းတွေပေါ့နော်ဒါတွေကိုကျွန်တော်ဘူတုဒအနေနဲ့ sharing လုပ်ပေးချင်ပါတယ်ကျွန်တော်ရဲ့ကိုယ်တွေ့အဖြစ်ပြုတ်ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်လေးတွေကို sharing လုပ်ပေးချင်တာပေါ့နော်ဒီတော့စီစဉ်လေးမစတင်ခင်ကျွန်တော်တို့ channel လေးကို subscribe လေးလုပ်ထားဖို့နဲ့ကျွန်တော်တို့တင်ဆက်သမျှစီစဉ်လေးတွေမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ဗျဟုတ်ကဲ့ဒါဆိုစီစဉ်စလိုက်အောင်ဟုတ်ကဲ့ဒီစီစဉ်ကိုကြည့်နေတဲ့ပရိသတ်တွေတရေမြင်မှုကြလားဗျတရေ6ကိုခံကြဘူးလားတရေနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေဘူးတုဒ္ဒတွေတော်တော်များများတချို့ကလည်းရှိကြမှာပါထိုနည်း၎င်းပဲကျွန်တော်လည်းတရေ6ခံရတဲ့အတွေ့အကြုံတွေအများကြီးရှိခဲ့တာပေါ့နော်ဒီပရာလောကသားတွေနဲ့ဆက်နွယ်တဲ့အကြောင်းအရာတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ဗျတချို့တွေကပေါ့နော်ပရာလောကနဲ့ပတ်သက်တဲ့ဟာတွေကိုစိတ်ဝင်စားလို့တရေခေါ်နေဂိမ်းတွေပေါ့နော်ဒီမြန်မာမှာလည်းရှိတယ်ကမ္ဘာမှာလည်းရှိတယ်တရေတွေခေါ်ပြီးတော့ဂိမ်းကစားတဲ့ဟာတွေရှိတယ်ပေါ့နော်တရေခေါ်ဂိမ်းတွေတရေခေါ်နေဂိမ်းတွေဒီတရေခေါ်နေဂိမ်းတွေကတကယ်တရေလာလားမလာလားဘယ်သူမှတော့ဟိုလိုတက်တော့မပြောနိုင်ပေါ့နော်တချို့ကတော့တရေလာတယ်တချို့ကတော့မလာဘူးပေါ့နော်စသဖြင့်ပေါ့အဲ့ဒါတွေကတနည်းအားဖြင့်ပြောရင်တော့ပရာလောကနဲ့ဆက်သွယ်ဖို့စူးစမ်းကြတာဗျာနော်တချို့ပါပေါ့နော်ဒီတရေနဲ့တရေကိုတွေ့အောင်လို့ကျွန်တော်တို့ဂိုးချန်တာတွေရှိတယ်ပေါ့နော်ဒီတရေနဲ့ပတ်သက်တဲ့ပရာလောကနဲ့ပတ်သက်တဲ့အရာတွေကိုဆက်သွယ်ကြတဲ့လူတွေအများကြီးရှိရပေါ့နော်အဲ့လိုပရာလောကနဲ့ဆက်သွယ်တိုင်းလဲဆက်သွယ်ခြင်းလို့တော့ကျွန်တော်အနေနဲ့ပြောရင်တော့လွယ်မယ်မထင်ဘူးပေါ့နော်ဒါပရာလောကအကြောင်းပရာလောကနဲ့ဆက်သွယ်တဲ့အခါမှာအကြောင်းအရာတွေအများကြီးတိုက်ဆိုင်မှဖြစ်တတ်ပါတယ်ဘာလို့လဲဆိုတော့ကိုကတရေကိုတွေးကျင်တယ်ကိုကတရေကိုရမ်းမြင်ကျင်တယ်ဆိုရင်တောင်မှတစ်ဖက်ကတရေကအခြေအနေတစ်မျိုးရှိသေးရဲ့ဗျာနော်ဥပမာကျွန်တော်တို့ကတရေကိုမြင်ကျင်တယ်တွေးကျင်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဖုံးကန်တွေကမြင်နေတယ်ဆိုလို့ရှိရင်တော့ဘယ်တရေမှမြင်ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့じゃကျွန်တော်ဘက်ကအခြေအနေတရေဘက်ကဒီပရာလောကဓာတ်ရဲ့အခြေအနေအဲ့နှစ်ခုစုံမှကျွန်တော်တို့ကမြင်ရတွေ့ရတယ်ပေါ့နော်အမှတ်တချို့ကတော့ပြအမှတ်မထင်တွေ့ရတယ်ဒီနေရာတရေ6တဲ့နေရာအရန်6တဲ့နေရာပေါ့နော်တရေ6တဲ့နေရာကိုတွားရင်တောင်မှတရေတွေ့ချင်မှတွေ့ရပါတယ်တွေ့ရခဲ့တယ်ပေါ့နော်တရေဆိုတာတွေ့ရခဲ့တယ်အဲ့ကြတော့ကျွန်တော်တို့ဒီတရေနဲ့ပတ်သက်တဲ့ဂိုးချန်တာတွေရိတ်ကနေမြင်လာတယ်ပေါ့နော်အရိတ်ကလေးတွေမြင်လိုက်ရတယ်တချို့ကလည်းအတန်ကြားရတယ်တချို့ကကြလည်းအကောင်လိုက်ကိုမြင်ရတာတွေရှိတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုအကောင်လိုက်ကြီးတော့မမြင်ဘူးပါဘူးပေါ့နော်တကယ်လို့မှတရေတွေအကောင်လိုက်မြင်ဘူးတယ်တို့တရေကိုအဲ့လိုမျက်ဝါးထင်ပေါ့နော်ကိုရှိမှာဘွားကနေမြင်ဘူးတယ်တို့အဲ့လိုမျိုးမြင်ဘူးတဲ့လူတွေရှိရင်တော့အောက်ကကွန်မန့်လေးမှာပြောပြခဲ့ပါဦးများကျွန်တော်စိတ်ဝင်စားပါတယ်ကျွန်တော်ကြုံတွေ့ခဲ့ရတာတော့ပေါ့နော်ဒီလိုမျိုးအနံ့ပေးတာတွေပေါ့နော်အရေးရောင်ပြတာတွေစသဖြင့်ပေါ့မျိုးစုံပါပဲအတန်ပေးတာတွေပေါ့နော်အခုကျွန်တော်ပြောပြမယ့်ဟာကလည်းအကောင်ထဲတော့မမြင်အောင်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအတန်ပေးပြီးတော့အတန်ကြားရတာပေါ့နော်ဒီတရေကနောက်ပြီးတော့အဲ့အတန်ကြားရတဲ့တဲတော့မှထူးဆန်းတယ်ဗျကျွန်တော်ကြုံရတဲ့ဟာကလူတရေမဟုတ်ဘူးဗျနော်လူတရေမဟုတ်ဘူးဆိုတာတော့တေတဲ့ဟာကလူမဟုတ်ဘူးပေါ့နော်လူတရိษံတကောင်တရိษံတရေပေါ့ဗျာငါတရိษံတရေပေါ့အဲ့ဒါကျွန်တော်ဘယ်တော့မှတော့ဆိုလို့ရှိရင်ကျွန်တော်ဟိုးရင်ကပေါ့နော်ကျွန်တော်ဟိုးရင်တော့ကကျွန်တော်ကော့တောင်းဘတ်တွေကို
ကားနဲ့ပေါ့နော်ကားတွေနဲ့ကျွန်တော်ကော်တောင်းဘက်ကိုကုန်ကားကြီးတွေသွားတဲ့အခါမှာကျွန်တော်ကုန်ကားကြီးတွေနဲ့လိုက်သွားတယ်ပေါ့နော်အဲ့လိုကုန်ကားကြီးနဲ့လိုက်သွားတဲ့ချိန်ကျတော့ကျွန်တော်တို့ကဒီကော်တောင်းသွားတဲ့ချိန်မှာဗုတ်ပြင်းနဲ့ဗုတ်ပြင်းနဲ့ကော်တောင်းကမိုင်80ရှိရပေါ့နော်အဲ့မိုင်80ကြားထဲမှာကျွန်တော်တို့ကားသမားတွေထမင်းစားဖို့ပေါ့နော်ထမင်းဆိုင်လေးတွေအများကြီးရှိတယ်လမ်းမှာကားသမားတွေကလည်းအဲ့မှာထမင်းစားကြတယ်ပေါ့နော်ထမင်းစားနားတယ်ပေါ့နော်ကျွန်တော်တို့ညအချိန်ညဆိုရင်ကော်တောင်းဘက်တီညဟိုဖြစ်ပြီဆိုရင်ညကော်တောင်းဘက်တီဝင်ပြီဆိုရင်ညကိုအဲ့မှာထမင်းစားနားကြတယ်ပေါ့နော်အဲ့လိုထမင်းစားနားတဲ့ချိန်မှာကျွန်တော်ကနေကော်တောင်းဘက်ကနေပြန်ဆင်းပေါ့ကော်တောင်းဘက်ကနေပြန်ဆင်းလာတဲ့ချိန်ကျတော့ကျွန်တော်တို့အချိန်ကညဟိုလောက်ရှိမယ်ထင်တယ်ဗျ10 နာရီခွဲလောက်ရှိမယ်အချိန်ကည10 နာရီခွဲလောက်ရှိမယ်အဲ့ကော်တောင်းဘက်ကနေကျွန်တော်ဆင်းလာကြပါတော့ပုံပြင်းကိုကော်တောင်းနဲ့ပုံပြင်းကြားမှာကျွန်တော်ကပုံပြင်းကိုမရောက်သေးဘူးခုနကကျွန်တော်ပြောတဲ့ထမင်းဆိုင်လေးတွေမှာကျွန်တော်တို့ဝင်ပြီးတော့ထမင်းစားနားမယ်ပေါ့နော်အဲ့မှာဗျာကျွန်တော်တို့ပေါ့ခွေးပေါက်စာလေးကိုဘယ်ကတက်ကြိတ်သွားတယ်မသိဘူးခွေးပေါက်စာလေးကတေးနေတာတော့လောက်တော့ရှိမယ်တလားကြော်တလားခွဲသားလောက်လေးတော့ရှိမယ်ပေါ့နော်အဲ့ခွေးပေါက်စာလေးကတေးနေတယ်အဲ့ခွေးပေါက်စာလေးကကားချိတ်ခံရပြီးတေးနေတာအဲ့နားလေးမှာပဲသူကည10 နာရီလောက်ဆိုတော့လေဘယ်သူမှလည်းဟိုနေခင်းဘက်သူဘာတို့မှသာလဲလူမြင်သူမြင်နဲ့ရှင်းမှာပေါ့နော်ကျွန်တော်ပြီးတော့ကုန်ကားလည်းကျွန်တော်တို့ကားတစ်စီးတည်းမဟုတ်ကုန်ကားတယ်လည်းအများကြီးပဲဆိုတော့အဲ့လိုတေးနေတော့ကြတော့ကျွန်တော်တို့ကားရက်မဲ့နေရလဲကျွန်တော်တို့ထမင်းဆိုင်ပေါ့နော်ဟိုဘက်ကထမင်းဆိုင်လမ်းဟိုဘက်ကထမင်းဆိုင်ကိုရက်သွားဖို့ရကျွန်တော်ကားရက်ရမဲ့နေရလောက်ကလည်းအဲ့ခွေးလေးတေးနေတဲ့နေရာပဲဖြစ်နေတာပေါ့နော်အဲ့ခွေးလေးတေးနေလို့ပဲကားတချို့ကားတွေမရက်ဘဲနဲ့တခြားနေရာသွားထိုးတာလားတော့ကျွန်တော်လည်းမသိဘူးအဲ့ကြတော့ကျွန်တော်အခုကျွန်တော်တို့အဆင်ပြေတဲ့နေရာအဲ့ခွေးလေးတေးနေတဲ့နေရာဖြစ်နေတော့ကြတော့ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ကဲအဲ့တော့ဒီခွေးလေးကိုကလော်ပြီးတော့ခွေးလေးကလည်းတေးသေးလေးအကြီးမဟုတ်ဘူးသူကနည်းနည်းလေးခွေးပေါက်စာလေးပေါ့ဗျာအဲ့ခွေးလေးကတေးနေတော့ဆိုတော့အဲ့ခွေးသေးလေးကိုကျွန်တော်တို့တွားပြီးတော့ကြွတဲ့ထည့်ပြီးတော့တနေရာကိုတွားပြီးတော့လွန့်ပစ်လိုက်ရတယ်ပေါ့နော်လွန့်ပစ်ပြီးတော့ကျွန်တော်ကားထိုးရောဘာဆက်ပြစ်လဲဆိုတော့ကျွန်တော်တို့ကားထိုးပြီးတော့ထမင်းစားပြီးတော့ကျွန်တော်ကုန်ကားတွေကကြတော့လေကျွန်တော်တို့ဒီကုန်ကားကြီးတွေအပေါ်မှာကုန်ပြည့်ပဲပေါ့နော်ပေါ်မှာကုန်ပြည့်ပဲခေါင်းကမ်းမှာသူကကားစပယ်ယာရှိမယ်ဒရိုင်ဘာရှိမယ်စသဖြင့်ပေါ့နော်ကျွန်တော်တို့တွေအဲ့တုန်းကကျွန်တော်လိုက်သွားတော့သူကစပယ်ယာကားစပယ်ယာကသူကအောက်ကဟိုလေးမှာပဲကျွန်တော်တို့ကားကောက်ရတဲ့ကုန်ကားမောင်းတဲ့လူတွေဆိုရင်တိမှာပါကုန်ကားသမားတွေဆိုရင်တိမှာပါအဲ့ဒန်ပကတ်လေးရှိတယ်ကျွန်တော်တို့ဒီရဲ့နားမှာကျွန်တော်ဒီစန္ဒဘိန်းကားကြီးရဲ့ဖရိန်ကြားမှာပေါ့နော်ဒီလိုဒန်ပကတ်လေးတယောက်စာဒန်ပကတ်လေးရှိတယ်အဲ့မှာကားမောင်းရင်းနဲ့အဲ့ဒါစီးလို့ရှိရင်လည်းတမျိုးစိန်ကြတာပေါ့ဗျာနေလို့အဲ့လိုကောင်းနေဗျနည်းနည်းလေးမိကိုးစော်နန်းနာတကတ်လေးစီစော်နန်းနာလောက်ပဲရှိတာကျန်တာကတော့အဲ့လိုတော်တော်လေးအဆင်ပြေတယ်အဲ့မှာအဲ့ဒန်ပကတ်လေးနေရပေါ့နော်ခွေးကားထိုးလိုက်တဲ့ချိန်ကျတော့အဲ့ခွေးပေါက်လေးတည်တဲ့နေရာမှာတဲ့ရောက်သွားပါနော်ဒါမှလည်းကျွန်တော်ကတော့အမှုမဲ့မှတ်မဲ့ပါပဲဟိုလိုမျိုးခွေးလေးဒီနေရာမှာတော့ခွေးလေးတည်ထားတယ်ဗောဒီလောက်ပါပဲအဲ့လောက်နဲ့ကျွန်တော်ထမင်းစားပြီးတောက်ပြီးတော့ကျွန်တော်ဒန်ပကတ်ပေါ်မှာကျွန်တော်တက်အိတ်တယ်အေးစစ်စစ်အဲ့လိုတက်အိတ်တဲ့ချိန်ကျတော့ညအိတ်တဲ့ချိန်ကျတော့ကျွန်တော်နားလေးမှာအဲ့လိုခွေးလေးက easy နဲ့ဗောတီးနဲ့အတန်ကြားတာဗောခွေးပေါက်အတန်လေးကြားတာခွေးပေါက်လေးကအော်နေတဲ့အတန်ကျွန်တော်အဲ့ပကတ်နားလေးမှာပဲဝေးပြီးတော့ကြားနေရတာအဲ့နားလေးမှာနောက်ပြီးတော့အနံ့တစ်ခုလည်းရတယ်ဗောနော်အဲ့လိုမျိုးဘယ်လိုပြောမလဲခွေးတွေပါတွေလေအဲ့လိုမွေးလို့ရှိရင်မွေးကင်းစအနံ့လိုမျိုးဗောနော်အဲ့လိုမျိုးတွေကြားအဲ့လိုမျိုးတွေဟိုဖြစ်တာဗောနော်အတန်လည်းကြားရတယ်အနံ့လည်းရတယ်ဗောနော်အဲ့ကြတော့ကျွန်တော်စပြီးတော့တတိထားပြီးတဲ့အချိန်ကျတော့ကျွန်တော်အဲ့ပကတ်ဘေဘီဝဲရကြည့်တယ်ဘာမှမမြင်ရဘူးဒါပေမဲ့အတန်ကတော့ကြားရတယ်ဘာလို့လဲဆိုတော့ကျွန်တော်နားကိုနီးကက်ကက်ကြားရတာဆိုတော့ကျွန်တော်လည်းတတိထားမိတာဗောခွေးဆိုတာလည်းဘာမှမရှိဘူးဖြတ်သွားဖြတ်လာခွေးထောင်မရှိဘူးအဲ့နဲ့ကဲဒီလိုမှဖြစ်တယ်ဆိုလို့ရှိရင်လို့အဲ့နဲ့ကျွန်တော်အမျှဝေတယ်ဗောနော်အဲ့ကဲကိုဟိုဖြစ်တဲ့ကုသိုလ်ကိုအမျှဝေတယ်ဆိုပြီးကျွန်တော်အမျှဝေတယ်ခဏလေးပြန်တိတ်သွားတယ်နောက်ပြီးတော့ပြန်ပြီးတော့အတန်ကြားရတာပဲဘလို့မှမရဘူးအမျှဝေတယ်မရဘူးဖျားစာရွတ်တယ်မရဘူးဘလို့လို့ဘလို့ရွတ်လုံးဝကိုအဲ့အတန်လေးကလေ easy နဲ့တညာလုံးကျွန်တော်ကိုဒုက္ခပေးတာအဲ့လိုနဲ့ကဲနောက်ဆုံးမထူးတော့ဘူးဆိုပြီးတော့ကျွန်တော်လည်းပေကပ်ပြီးတော့အိတ်လိုက်မှာပဲမနဲ့မိုးလင်းတော့တယ်အိတ်ပြောတော့တယ်အဲ့ဒါလေးကတော့ဒါတိလိษံပေါ့နော်တိလိษံတရေ
ပဲခေါ်မှာပေါ့တလိမ့်ဆန်တရေလို့ပဲခေါ်မှာပေါ့သူဒီနေရာလေးကိုသူဟိုအစွဲဖြစ်ပြီးတော့သူအစွဲဖြစ်ပြီးတော့မကျွတ်တာလားပေါ့နော်ဒါမျိုးပေါ့အဲ့လိုမျိုးအစွဲလန်းတစ်ခုနဲ့ပဲသူမကျွတ်လို့ဒီလိုဖြစ်တာလားဆိုတာလေးတစ်ခုကျွန်တော်ကြုံခဲ့ရတာလေးပြောပြတာပါအဲ့လိုမျိုးပြီးတော့အစွဲလန်းဆိုတာလည်းတော်တော်လေးတော့ကြောက်စရာကောင်းနေပါနော်ဟိုတအားကြီးထီအောင်တော့အစွဲလန်းကြီးတာအရန်ကြီးကိုတော့မကောင်းဘူးပေါ့နော်ဟိုတရားမှလည်းရှိရပါတော့ဥပါဒံကြောင့်ဥပရောက်ဆိုတူလို့ပေါ့နော်ဒီအစွဲကြောင့်ပဲတေဂာနီးမှာစွဲသွားတဲ့အစွဲကတော်တော်ကြောက်ဖို့ကောင်းနေဗျအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်နောက်ထပ်ဘာတစ်ခုထပ်ပြောလို့ခြင်းလဲဆိုတော့ခုဒီကျွန်တော်တို့ကိုဗစ်ကာလာကြီးပေါ့နော်ကိုဗစ်ကာလာကြီးပထမလိုင်းဒုတိယလိုင်းတတိယလိုင်းအဲ့လိုကိုဗစ်လိုင်းတွေဖြစ်တော့ပေါ့နော်ကိုဗစ်လိုင်းတွေဖြစ်တော့ကြတော့ကျွန်တော်နေတဲ့ရက်ကွက်ထဲကလူတွေလည်းတော်တော်များများကိုဗစ်နဲ့အသက်ဆုံးရှုံးသွားတဲ့သူတွေရှိကြတယ်ပေါ့နော်အများကြီးပါပဲအဲ့ဒီမှာခုနပြောတဲ့ကျွန်တော်ကုန်ကားတွေနဲ့လိုက်စင်ကာလာတုန်းကကျွန်တော်တို့တီးတဲ့ကားသမားတယောက်ပေါ့နော်ကားသမားတယောက်အကြောင်းအစွဲနဲ့ပတ်သက်ပြီးတော့ထပ်ပြောချင်တာပရာလောကနဲ့လည်းဆိုင်လို့ပေါ့နော်အဲ့ဒီကုန်ကားသမားကသူကလည်းကိုဗစ်ထဲမှာပါသွားတယ်ပေါ့နော်ကျွန်တော်နဲ့တော်တော်ရင်းနှီးပါတယ်အဲ့ကုန်ကားသမားဒီကိုဗစ်မှာသူဆုံးသွားတယ်ပေါ့ဆုံးသွားတော့ကြတော့သူမောင်းတဲ့ကားကကျွန်တော်တို့အိမ်ရှေ့ကိုကိုပင်လေးနားမှာသူကအမြဲတမ်းကားကျွန်တော်တို့တွဲကားကြီးတွေဆိုလို့ရှိရင်ဟိုနောက်ကချိတ်တဲ့တွဲဆိုင်မပါဘူးဆိုလို့ရှိရင်ရှေ့ကခေါင်းမယ်ကျွန်တော်တို့ခေါင်းကားပေါ့နော်အဲ့ရှေ့ကခေါင်းမယ်သူအဲ့ကားလေးကကျွန်တော်တို့အိမ်ရှေ့အဲ့ဟိုဟာလေးမှာကိုပင်လေးမှာအမြဲတမ်းသူထိုးထားတယ်အဲ့ကျွန်တော်ခန်းကနေလမ်းကျွန်တော်အပေါ်တက်ဆိုတော့ကျွန်တော်ခန်းကနေလမ်းကြည့်ရင်သူကားလေးမြင်ရတယ်ပေါ့နော်အဲ့သူကားလေးမြင်ရတယ်ကျွန်တော်အခန်းခေါင်းရင်းပါပဲပေါ့နော်ကျွန်တော်အခန်းခေါင်းရင်းမှာခေါင်းရင်းတောင်လေးမှာကိုပင်ရှိတယ်ကျွန်တော်ကျွန်တော်ခြံရလေကျွန်တော်ကအကျယ်ကြီးမဟုတ်ဝင်းရလည်းအကျယ်ကြီးမဟုတ်တော့ကြတော့ကျွန်တော်အိမ်ရှိပရိမောက်ပွင့်တာနဲ့ကတ္တရာလမ်းလှမ်းမြင်ရတယ်ပေါ့နော်ကြောက်လန်းလှမ်းမြင်ရတယ်အဲ့ကျွန်တော်တို့ဒီအိမ်ဘေးထောင်လေးမှာကိုပင်လေးရှိတယ်အဲ့လိုမျိုးကိုပင်ကဟိုလိုမျိုးတအားကြီးအကြီးတော့မဟုတ်ပေါ့ဒါပေမဲ့အလက်ပိုင်းတော့ရှိတယ်အဲ့လိုမျိုးအဲ့မှာကျွန်တော်ဘာစပြီးတော့ထူးခြားခြားကြုံရလဲဆိုတော့ခုသူတည်သွားတဲ့ချိန်မှာနာရေးလောက်တော့ကျွန်တော်နာရေးတွေကကျွန်တော်ဒီကိုဗစ် -19 ဖြစ်တုန်းကကိုဗစ်သမားတွေဆိုတာဟိုပြန်တည်လို့မရဘူးလေနော်ဟိုအဲ့မှာပဲတခါတည်းဒီကျမကြီးဝန်ထမ်းတွေကတခါတည်းဟိုဟာဖြစ်ခဲ့တာတကြိုပေးခဲ့တာဆိုတော့အိမ်ကလူတွေကဒီသူ့ရဲ့အိမ်ကလူတွေကတော့ဒါသူ့အတွက်အထိမ့်မှန်တဲ့ဒီနာရေးရှိတော့じゃနာရေးအိမ်ပေါ့နာရေးလောက်ကြတာပေါ့နော်ဒါဟိုဖဲရိုက်တဲ့သူကလည်းဖဲရိုက်တာပဲသူကအလောင်းရှိမရှိဒါနာရေးဖြစ်သွားတဲ့အိမ်ဆိုတော့ရှိကြတာပဲပေါ့နော်အဲ့ဒီညမှာကျွန်တော်အဲ့ထူးထူးဆန်းဆန်းပေါ့နော်အဲ့ည10နာရီကျော်17လောက်မှာကျွန်တော်အိတ်တော့မင်းအိတ်ပျော်သွားတော့ကိုအတန်ကြားရတယ်အတန်ဘာတန်ကြားလာလဲဆိုတော့ကားပေါ်ကိုတက်တဲ့အတန်ပေါ့နော်ခြေတန်ကားတကားနေဖွင့်ပြီးတော့တက်သွားတဲ့အတန်ပြီးတော့ကားထဲမှာကျွန်တော်နဲ့တခုဘာတွေရှာနေရလဲတော့မသိဘူးတခုရှာနေတဲ့အတန်ပေါ့နော်ကျွန်တော်တကိုးမှတ်တာပေါ့နော်တကိုးဝင်တာလားပေါ့နော်စသဖြင့်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ပရင်းမောက်ဖွင့်ပြီးတော့ကျွန်တော်ကြည့်တော့ကြလဲဘလိုမျိုးလူရိပ်လူရောင်ပေါ့နော်တကိုးရှာတယ်ဆိုရင်လေဒီကားထဲမှာဓမီးတံမီးအောင်ကတော့မြင်းကိုမြင်ရမှာဗျာနော်မြင်ဟိုတိတာပါတယ်လူလှုပ်ရှားတဲ့အမူအရာတခုတော့ရှိရမှာဒါပေမဲ့အဲ့လိုမရှိဘူးဗျာလူလှုပ်ရှားတဲ့အမူအရာမရှိတော့ကြတော့ကျွန်တော်စပြီးတေးလိုက်ပါပြီသူပဲပေါ့နော်သူကားကိုသူလာကြည့်ရနေမှာလို့အဲ့လိုမျိုးကျွန်တော်ထင်ပြီးတော့ကျွန်တော်ပြန်အိတ်လိုက်ပါတယ်ဟိုလိုမျိုးကြီးရလို့တော့ကျွန်တော်ကို6တာရလို့တော့မဟုတ်ဘူးသူကသူအစွဲနဲ့သူစိတ်နဲ့သူ့အစွဲနဲ့ရောက်နေတာနေမှာပေါ့နော်အဲ့လိုမျိုးရောက်နေတာကကျွန်တော်တော့စတော့ထင်တာပေါ့ဒါဟိုသူလာလဲတေသွားပြီးတော့ဒီသူ့အစွဲနဲ့ပဲဒီလိုသူကားကိုမကြုတ်ပသေးပဲနဲ့အစွဲနဲ့ရောက်နေတယ်ပေါ့နော်ဒါပေမဲ့အချိန်တစ်ခုရောက်ရင်ရက်လဲပြီးရင်တော့သူကောင်းရမွန်ရရောက်မှာပါသူသွားမှာပါလို့ကျွန်တော်ကတော့ထင်တာပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးဗျသူကရက်လဲပြီးတဲ့အချိန်ထိလဲအဲ့လိုအတန်ကြီးကြားနေရတော့တကားလေးဆိုလို့ရှိရင်တော်တော်လေးဟိုကြားဟိုဖြစ်ပတ်တယ်အတန်ကလေဟိုတကယ်ကိုဟိုလူတယောက်ဟိုပြည့်နေတဲ့လူတယောက်ပစ္စည်းတွေရှားနေတဲ့လူတယောက်ဒီကားပေါ်မှာပေါ့နော်ရှိနေတယ်လို့အတန်လေးကိုသူကြားရတာပေါ့နော်အဲ့လိုကြားရတဲ့ခါကျကျွန်တော်အိမ်ကလူတွေကိုပြောပြပဲနော်အိမ်ကလူတွေဒီလိုကြားရတယ်အဲ့လိုမျိုးတွေညားရီဆိုကြားရတယ်လို့ပြောတော့အိမ်ကလူတွေကလည်းဟို
ကျွန်တော်ကဒီတရေနဲ့ပတ်သက်တဲ့ပရာလောကနဲ့ပတ်သက်တာငငယ်ကလေးကဝါသနာပါတယ်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ဟိုရှင်းရှင်းပြောရင်တော့တရေနဲ့ပတ်သက်တဲ့အဲ့လိုဟာတွေဖြစ်နေတော့စိတ်ကထင်တာပေါ့အဲ့လိုပဲထင်တာမဟုတ်ဘူးကျွန်တော်ပြောပြတယ်ဒီလိုရှိတယ်ဒီလိုတော့အတန်ကြီးကြားရတယ်နောက်ကကြတော့ကျွန်တော်အတန်ကြားရတဲ့အချိန်မှာအိမ်ကလူတွေခေါ်ပြီးတော့ပြလိုက်တယ်ဒီမဲအဲ့လိုအတန်ကြီးကြားရတယ်လို့ပြောတကယ်ပဲသူတို့အဲ့ချိန်မှာပဲတကယ်ပဲကြုံသွားတာပေါ့နော်ကားထဲမှာအဲ့လိုမျိုးကားတော့ဖွင့်တဲ့အတန်တွေတို့ညာတော့နက်လို့ရှိရင်ညာကျွန်တော်ညက်နေပြီအိတ်ချပြီဆိုလို့ရှိရင်ကြားပြီလေ तू ကကားထဲမှာဘာတွေလုပ်နေမှမသိဘူးသိရမလားကြောက်နေဒီကားအတန်တွေထွက်နေပို့ဆိုးတာကျွန်တော်တို့ကအနီးဒီမှာရှိနေတော့ပို့ဆိုးရတယ်ကျွန်တော်တို့ကသူဘာလှုပ်သူကားထဲမှာသူဘလို့ဟိုသူထွက်သမျှတန်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ပေါ်တဲ့ကနေကျွန်တော်တိုင်းခံကြားရတာပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကြားရတော့ကြတော့ကဲနောက်ကြတော့တစင်စကားတစင်နားနဲ့အဲ့လိုတွေပြောကြတော့ तू မကျွမ်းမလို့ဘူးလို့ထင်တော့ကြနောက်ပိုင်းကြတော့ဒါသူ့အိမ်ကမိသားစုကပေါ့နော်ဒါကုသိုလ်ကောင်းမှုတွေလုပ်အမျှတွေဝေးဟိုပေါ့နော်ဟိုစိတ်ဖြောင်းသွားပါပေါ့နော်နောက်ပြီးတော့ကိုကားအုံနာကလည်း तू ကဟိုသူ့ကိုပေးထားတဲ့ကားအုံနာကလည်း तू တည်သွားပြီဆိုတော့ဒါကားအုံနာတွေရောရောက်လာပြီးတော့ဒါမင်းနဲ့မဆိုင်တော့ဘူးပေါ့နော်ဒါမင်းသွားခြင်းတဲ့နေရာကိုလွတ်လပ်သွားပါအဲ့လိုမျိုးဟိုဘုံကြီးတွေရောအကုန်လုံးဖြောင်းဖြပြီးတော့မှာပဲအိုက်ကားကြီးကို तू အုံနာသူတို့ဒီကားအုံနာဆွဲသွားအိုက်ကားကြီးမရှိတော့တဲ့အချိန်ကျမှဘာမှမကြားရတော့တာပေါ့နော်ဘာမှမကြားဘူးဆိုတော့ तू ကကျွန်တော်ထင်တော့ तू ကအိုက်ကားကြီးနောက်ကိုပဲဟို तू ချားပုံပေါ်ကရောက်သွားလားဒါပေမဲ့အိုက်ကားကြီးပေါ်ပဲ तू ပါသွားလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့နေရာတော့အတန်မကြားတော့အိုက်ကားကြီးမရှိတော့အုံနာအိုက်ကားကြီးဆွဲသွားတော့အိုက်ကားကြီးမရှိတော့အိုက်ကားမရှိတဲ့နေ့ကစပြီးတော့အဲ့ဒီနာမှာဘာသာမှမကြားအောင်အေးဆွေးပဲခွေးဟောင်းတန်းဘာညာအဲ့လိုပဲကြားရတာတခြားပါဟိုခွေးဟောင်းတန်းဆိုတာလေဟိုလိုမျိုးကြီးတရေတွလို့ဦးတဲ့ဟာမျိုးတော့မဟုတ်ဘူးဟိုကျွန်တော်တို့ညရဖန်ရကကြားရတဲ့အတန်ပဲဟိုလိုမျိုးကြီးရလို့တော့ဟိုဖြစ်เสียတော့မရှိဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကြတော့ကျွန်တော်ထင်ရတော့ तू ကောင်းရပုံဘောကတခုပေါ့နော် तू အေးချမ်းဘောကကူးသွားရင်ကူးသွားမယ်ကူးမသွားရင်လည်းအိုက်ကားကြီးနဲ့တော့ तू ပါသွားလောက်မယ်လို့ထင်တာပဲပေါ့နော်ဘာလို့လဲဆို तू ကားကြီးမှမရှိတော့ရင် तू ဒီနေရာမှာလည်းမနေတော့ဘူး तू ကားကြီးကိုတော်တော် तू ကားပေါ်ကိုတော်တော်တန်ရောစင်ရှိရှာမှာပေါ့နော် तू ဒီကားကို तू ဘယ်လောက်တောင်တန်ရောစင်ရှိလဲဆိုတော့ဒီအစွဲနဲ့ပေါ့ကျွန်တော်ခုနရှေ့လုံးကပြောခဲ့တယ်လို့ပဲဒီအစွဲနဲ့ပတ်သက်လို့ပြောပြပါပေါ့ तू အကြောင်းကျွန်တော်ကြုံမှုတဲ့အကြောင်းအဲ့တော့အစွဲလန်းကြီးတာလည်းမကောင်းပေါ့နော်ဒါပရာလောကရောက်တယ်ဆိုတာဟိုလောဘကြောင့်စွဲတာဒေါသကြောင့်စွဲတာမောဟကြောင့်စွဲတာဘယ်စွဲနဲ့ပဲစွဲလို့ရှိရင်တော့ကျွန်တော်တို့နောက်ဘဝကိုမရောက်သေးပဲနဲ့ဒီပရာလောကသားတွေဆိုတာလည်းဟိုကြောက်စရာကောင်းတယ်လို့သာခေါ်ပေမဲ့သူတို့ပုံပေါ်ကလည်းဒါသူတို့ကလည်းပိတ်တာပုံထဲမှာပါတာပေါ့နော်တော်တော်လေးတော့ပင်ပန်းဆင်းရဲပါတယ်သူတို့အစွဲတွေသူတို့ရဲ့ဟိုအစွဲလန်းတွေကတော်တော်လေးကိုကြောက်စရာကောင်းပြီသူတို့ကိုသူတို့ပဲပြန်ပြီးတော့ဆင်းရဲဒုက္ခရောက်ပါတယ်ပေါ့နော်အားလေးကိုကျွန်တော်နမူနာအနေနဲ့ပြောအားလေးကိုကျွန်တော်ကဒါဟိုကြုံလို့ပြောပြပါနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ပရာလောကအကြောင်းတစ်စိတစ်စောင်းဆိုတဲ့စီစဉ်လေးကိုကျွန်တော်ဒီမှာပဲရပ်လိုက်ပါမယ်ဗျနောက်တစ်ခါပရာလောကနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးပေါ့နော်ကျွန်တော်ပရာလောကနဲ့ဆိုင်တဲ့ဖြစ်ရစမ်းလေးတွေဒါလေးတွေကိုကျွန်တော်ရဲ့ကိုယ်တွေ့ဖြစ်ပျက်လေးတွေလည်းပြောပြမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ကြားခဲ့ရဘူးတာလေးတွေကျွန်တော်သိတဲ့နေရာလေးတွေကျွန်တော်တက်စီဒီပရာလောကနဲ့ပတ်သက်တဲ့မြို့ဝက်စမ်းကျဲအကြောင်းအရာတွေပေါ့နော်ပရာလောကနေရာတွေစသဖြင့်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ဒီပရာလောကအကြောင်းတစ်စိတစ်စောင်းဆိုတဲ့စီစဉ်လေးမှာဝင်ကြည့်လို့ရပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့စီစဉ်လေးတွေကိုကြည့်ရှုဖို့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်